ဟဲ့တငယ်ချင်းဟဲ့သူ့မျက်နှာမကြည့်နဲ့သူ့မျက်နှာမကြည့်နဲ့မရှိမရမိပါဒီနေ့ကတော့ဗောနော်ဒီ TikTok မှာဗောဒီလော Roblox ချက်ကရှောဝါမရောက်တဲ့တရေကင်းလေးတခုနာမည်ကြီးနေရတယ်အဲကျမလည်းကျမတငယ်ချင်း Game Boy နဲ့တူတူသွားပြီးဆော့ထားတာပါ Hi ရှောဝါမလေးကျွေးပါမချီးတယ်ပြီလေဟဲ့ရိုင်းလိုက်တာဟဲ့ဘာလဲဘာလို့អော်ရလဲဟဲ့ဒီကတည်းကဘာနေစားထိုးရေးဆင်းသွားတာ Oh my god အမလေးမရသေးတဲ့တဲ့ What the heck ဒီကောင်မဘယ်လိုလဲကောင်မရတယ်သူ့ပေးလိုက်ပြီနော်နင်ကကမှန်နေဆိုဟဲ့ကောင်မကြီးကဘယ်လိုထွက်သွားလဲဟဲ့တကယ်ကြီးမှားရောက်မိပြီနေပြောမှန်နေဆိုမမှားရောက်မိပြီနဲ့မှန်တယ်လို့အဲ့မှာလေဆိုဘာလို့နေအကောင်ကြီးထွက်လာမှာနေကြီးသားထွက်နေပြီဒီမှာသူကဒီချိန်ဆိုထွက်တာလားမသိဘူးမ12နာရီကိုလိုထွက်လာတာ Okay သူ့ရှိုးဝမနဲ့ဆောဆိုတာကဲနဲ့ကောင်မကြီးကြည့်လိုက်မယ်ဒီကောင်မမြင်ရဟဲ့နှစ်ယောက်ဖြစ်နေမယောင်းနဲ့ဒီ2ယောက်ဖြစ်နေတာဟုတ်တယ်ပိတ်လိုက်မယ်ဆောက်ကောင်မကြီးအမေသူကလဲပါတယ်ပေါ့မသိရင်ဟုတ်ကဲ့ခင်ဗျာဟုတ်အမလေးတီဗီကြည့်လိုက်အကောင်းကြီးတော့ရောင်းလိုက်မယ်ဆိုတာကဲနဲ့ဆိုတာသွားရည်ဟဲ့ဘာဖြစ်တာလဲ That was my phone နဲ့ဖုန်းလာတာလေခွေးမကြီးပြောပြအောင်လို့ဟာဒုက္ခပဲဖုန်းတန်ကိုအဲ့လောက်ထိချိန်လောက်တာတေကောင်ပေါင်းလဲလူဆရာသားလို့သူပြားတွေပါအများကြီးမေးလှုပ်နေလမ်းစာဖြစ်ဟဲ့ဘာကြီးပြောနေရလဲမခုနဟိုအပေါ်မှာဘယ်အပေါ်မှာတော့ပြီးချောင်းကြီးပေါ်မှာအချောင်းဆရာကြီးဟောပါကြည့်လိုက်ကြည့်တော့ပခုံးရတမျိုးကြီးဖြစ်နေလားဟုတ်ပါအေးနော်ဘလူလည်းမသိဘူးပြင်ထွက်ကြည့်လိုက်ရမလားနင်းကြည့်လိုက်ပါလားငါကြောက်လို့အော်တကယ်ချင်းကျေးဇူးမတက်တော့ပါဘူးနော်တော့ကြည့်လိုက်မယ်ကောင်းမတကားပိတ်နေလုံမှာနော်ငါ့တကားပိတ်ထားရင်ငါပြန်လုံမှာနော်နင်ပုံမှန်ပဲထင်တာပဲကဲဆိုငါရောင်းလိုက်မယ်တကားပိတ်ထားကောင်မလုံအောင်မယ်နင်ရှင်းဝင်မှာဆိုလို့ Fuck you ဟဲ့လာပြီသွားတော့လာပြီလေကားလာပြီလေသွားလေနောက်သွားလှဲမကြည့်နဲ့နော်အနောက်လှဲမကြည့်နဲ့သွားတော့ Later ကားငါဘေးနာဖြတ်သွားပြီဘာမှလည်းမဖြစ်ဘူးလားကားငါဘေးနာဖြတ်သွားပြီဝင်ရတော့ဘာဖြစ်တာအဲ့ဆိုဘာမှလည်းမဟုတ်ဘူးကောင်းမလက်ကားဆက်တူအောင်လိုက်ချငါလားငါပြောရလားအေးလေကားပါလေဒီနေ့ကားလာနေပဲပြောကားလာဆိုလို့ငါထွက်လို့ပြောတာဗောကောင်မရဲ့နေ့ကဘဲရောက်သွားတယ်ငါလည်းမပြောတတ်ဘူးလေဘာဖြစ်တော့ဒီမှာလေးစောက်ထိုးကြီးဟဲ့မလေးမရလိမ့်စား What the fuck bro ယောက်ျားကြီးတယောက်လာတယ်ဘာတော့မဖြစ်ဘူးဟဲ့နင်တော့လိုက်တော့မချောင်းနဲ့တောင်းနဲ့ဘာဖြစ်တော့ night fishing မှာသူ့မမြင်ရဘူးဟဲ့ဟုတ်တယ်ဒီနာတော်ပြီလို့ပေါ့ဟဲ့သူကတိုင်းနေတယ်ဟာတကယ်ကြီး6 pro လေး Another one ဟဲ့ကောင်းမှဘာဖြစ်နေဒီကောင်မကြီးကလည်းကြည့်မုံဆိုင်ရှင်းမှာဒီလိုကပြီးတော့ရွာထပြီးတော့မုတ်ဝယ်ရတယ်ကတဲ့ဆိုးလုံးတုံဘာမှလာစားတော့လေကိုလာပြီနေကြီးစားဟာလေဒီမျိုးကိုင်းလုပ်ပြီးအော်ရာအတိတ်ဒါပဲမျက်နှာပြူတယ်ပေးမယ်ကြီးပါဟဲ့ကြောက်စရာကြီးဟဲ့ Another one ဟဲ့နှစ်ယောက်လားဟိုကောင်မနှစ်ယောက်ဟဲ့ဟိုကောင်မဘာဖြစ်နေဟဲ့အော်ပါဟဲ့ရုပ်ချောလေးနဲ့အကျော်ဆွဲပြရပဲဖြစ်ပါတယ် Another one ဟဲ့မိုက်ကယ်မာယာကြီးတကားမဖွင့်နဲ့နော်မိုက်ကယ်မာယာငါတို့ပတ်စံပေးတယ်ဟာတကားလုံးမဖွင့်နဲ့နော်ဘာတီးလို့ရောWhat the hell ဒီလောက်ကြပါလေနင်တို့ကလည်းအေးလေယူတတလေးရှဝါမလေးဖွင့်စားမိတာ哦တော်ကြပါတော့ fuck ဘာလို့ရင်းလဲဟိုသူကုတ်ပဲပေးသူ့ကိုသူလာလို့ရှိရင်ပြုံးနေတဲ့လူလာလို့ရှိရင်ကုတ်ပဲပေးလို့မှားထားတယ်ဝေးလေးကိုဟာထိတ်တယ်မဖက်နဲ့နော်ပို့တဲ့အန်ဒါတယ်လို့ပြောလိုက် Okay ပါနေနေတော့ဟဲ့ဘာလဲဟာမထွက်နဲ့အပြင်မထွက်နဲ့
ဒီတိုင်း6နေရထင်တယ် တန်ခါပြရတန်ခါပြရစီအာမနဲ့တိုင်း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  ပြောက်ဝါကြီးနေသားဟဲ့တငယ်ချင်းဟဲ့ဟဲ့သူ့မျက်နှာမကြည့်နဲ့သူ့မျက်နှာမကြည့်နဲ့နင်သူ့မျက်နှာသွားကြည့်လိုက်လား အော် မကြည့်နဲ့လို့မှားလာတာကောင်မသွားကြည့်တာကိုအဲ့တော့ဖျဲ6ခံရတာငါတို့နှစ်ယောက် တော်လို့ရပါရော ဟဲ့တငယ်ချင်းမှားဝါကြီးတငယ်ချင်းကြည့်အနောက်ကိုကြည့်ဟိုထရန်လုံနေရ Going back to Honolulu just to get that Maui Wowie. ဟဲ့ဘာကြီးလဲ အဲ့ဒါလီကနေပြီပြန်ပေးလိုက်မယ် ပြန်ပိတ်လိုက် အကြောင်းစရာကြီး ဒါကြီးဖွင့်ကြည့်ရမှာလား ဖွင့်ထားဖွင့်ထား တကယ်ချင်းချမလားဖွင့်လိုက်ရမလား ချမယ် ဖွင့်လိုက်ပြီ ဟိုးတရေဟိုးရှဝါမစားတယ်လို့လားမသိဘူး သူ့ဘလို့ရောင်းမှလဲလို့သူ့ရောင်းရင်ဟိုကောင်ကြီးရောက်မှာဟိုမာဝီလုံနေတဲ့ကောင်ကြီးကလောက်တော့မှာငါတို့ ပိတ်လိုက်မလား ပိတ်လိုက်တကယ်ချင်းဘယ်နည်းကိုလိုက်ကြည့်တယ်ပြေလားဟောကြောက်စရာကြီးရုပ်အဖိုးကြီးရုပ်ချင်းဟောဝိုင်းထွက်ဝိုင်း CCTV ရောဘာမှမရှိတော့ အေးမရှိတော့ဘူး CCTV လည်းပြန်ကောင်းသွားပြီ အဖြူရလည်းပုံများ ဟဲ့ဟိုအသားကြီးကကနေရရော အေးလို့ တော်ပါတော့ခုနကပဲတယောက်ထွက်သွားရနောက်တစ်ခေါက်ပြန်6တယ်ဟာဘယ်လိုလုပ်ကြမ ဒါ လဲ လှီးရမှာဒီမှာအသားမရှိဘူး အိတ်ကနေရအသားကြီးသွားလှီးရမှာပေါ့ နင်းသွားလီကဒီတကားကိုဖွင့်လိုက်ပေးလိုက်တယ်လားနင်းသွားလီသွား Okay. တကယ်ချင်းကြောက်တယ်ငါးကြောင်ကနေပေးပါလား ဒီ shift and တဲ့တကယ်ချင်း ending တစ်ခုရသွားတာ ending တစ်ခုရသွားတာမလီ